ကမြဲတဲ့သားသမီးတွေရှိတယ်ဒါပေမဲ့ငါအထီးဖွားသေးပါဦးစိတ်အာဏာရှင်ကိုငါမလို့ချင်လို့ငါကိုယ်တိုင်ဝင်တိုက်တာငါဘယ်ပါတီရမှမဟုတ်ဘူးဒီဝင်တော့တွေ့ရအဖေကိုပုံစံမျိုးနေတော့အာဏာရှင်ကိုနေတော့ကာကွယ်တယ်ခုတည်းမင်းကဘာလို့မင်းတို့ကာကွယ်နေငါတော့ပြည်သူကိုကာကွယ်တာမဟုတ်ဘူးငါတို့ပြည်သူကငါတို့ပြည်သူချင်းအသက်ပဲပြီးကာကွယ်တယ်မင်းတို့လက်ထပ်ပါတယ်လေငါတို့ကမကြောက်ဘူးပြောမယ်မင်းတို့တော့မင်းကြီးရောမသိတဲ့ဟာတကယ်လည်းကပ်ပါမယ်ဒီစီကိုဒီစီတော့အော်မင်းဘာလို့မသိလဲမင်းတို့ထောကျွေးပြီးတော့ခံနေရတာမင်းတို့ကသနာတယ်ကဲသနာတယ်ဆိုရင်လည်းသနာတာငါဝဲငါသားသမီးတွေလွယ်တော့တည်းရှိတယ်ငါအသက်က60နဲ့ခံနေတယ်ငါတော့ကတောင်းသားနေတာရိုက်တာတို့လို့ကိုတေးသေးထတာတေးသေးမုံမလုပ်လို့အဲ့တော့အမေကြီးတို့ကလေအမှန်တရားသမားဆိုတော့အမေကြီးကသေရမှာမကြောက်ဘူးဒါကြောင့်မင်းတို့လက်နဲ့ရှိတဲ့ကောင်အမေကြီးတို့ဝင်လာငါသားသမီးရွယ်တယ်မမိုက်စားမှလည်းကွာသူများခိုင်းလိုက်မလုပ်နဲ့အမှန်နဲ့အမားကိုမင်းတို့ခွဲကြမှာမင်းတို့လူကမင်းတို့ရွယ်လေးတွေကအညွန့်တလူးလူးနဲ့ညွန့်တလူးလူးနဲ့မင်းတို့ရွယ်လေးကအညွန့်တလူးလူးနဲ့မင်းတို့တွေခွာကြမှာကွာမင်းတို့အမေကြီးကမကြောက်တာလေအမှန်တရားတော့အမေကြီးကမကြောက်တာမင်းတို့ကလက်နဲ့ရှိတယ်အမေကြီးကလက်နဲ့မရှိအမေကြီးကကြီးကားအေးမရှိမင်းတို့ထိုးကျွေးခံရမင်းတို့သနာတယ်အသားသမီးအရွယ်တွေဆိုလို့ရှိရင်လည်းမမားဘူးဖြစ်တဲ့လားမဖြစ်ပါသေးနဲ့ကွာမီးဆိုတာဓာတ်စီမလာပါဘူးရေရဲလောက်မှအမှန်တရားကိုနားလည်ထားမယ်မင်းတို့လည်းပညာတွေတက်လာဆက်ရအောင်မှမင်းတို့ရဲရဲဝင်လို့ရတယ်မင်းတို့စာဖတ်ထားတာလေမင်းတို့ပညာတွေကလာကားပြစ်သွားတယ်ညဘက်လာဖမ်းလဲအမေတို့မကြောက်ဘူးညဘက်ကမင်းတို့ချိန်ချောက်ပြီးခဲ့လဲအမေတို့မကြောက်ဘူးဘာဖြစ်လို့လဲဆိုတော့အမေတို့အမှန်တရားကိုလုပ်ချင်တာမင်းတို့ဒီမင်းအောင်လိုက်လက်ထက်မှာအမေတို့ကာကွယ်ဆေးလည်းမထုံးဘူးဘာမှယုံကြည်မှုမရှိဘူးဘုရားဆိုတာဗုဒ္ဓဘာသာသူမျိုးဘုရားအမတန်ဖူးတင်တာသူတကောင်ဘုရားယုံအမတန်ချစ်တာဒါပေမဲ့မင်းအောင်လိုက်ဖွင့်လိုက်တော့ဘုရားကိုသွားမဖူးဘူးဒါအမေကြီးတို့ရဲ့ခံစားချက်တွေမင်းတို့ကငါသားသမီးတွေဆိုသားသမီးတွေပါပဲကွာဒီသူဒီသားအားလုံးကကိုယ်သွေးသားလို့သောသားခင်သားမခွဲခြားပဲနဲ့ငါတို့ကမင်းတို့ချစ်တာစက်မတော်ဘူးလေငါတို့ကချစ်တယ်နော်ဒီသူရဲဆိုတဲ့တိုင်းရဲအောင်လဲငါတို့ကချစ်တယ်အေးဒါပေမဲ့လို့ဆရာနာရှင်ကိုကာကွယ်နေလို့ငါတို့နဲ့မင်းတို့နေရဟန်တယ်ညကြရင်လာဖမ်းလို့ရလာဖမ်းအမြောက်ကြီးနဲ့လာလဲမေကြီးကမကြောက်ဘူးအမြောက်ကြီးနဲ့လာလဲမကြောက်ဘူးအမြောက်ကြီးနဲ့လာရင်လည်းမကြောက်ဘူးနှလုံးသွင်းနဲ့လာရင်လည်းမေကြီးကမကြောက်ဘူးသိတာလားဒီပါအိမ်ကြီးလည်းဝတ်မထားဘူးဒီပါအိမ်ကြီးဝတ်မထားဘူးမင်းမတောင်းဒေတာယူဘူးလေကိုနေမင်းတို့ကလက်နက်ကင်ကြီးကြီးကားတွေနဲ့ဟုတ်ကဲ့အမားငါ့ကိုသိမှာပေါ့ကွာငါမှမြည်ရရှိတယ်သားသမီးတွေရှိတယ်ကြောက်တယ်နေတာသူကလည်းသူရှိတယ်ရဲလေရဲကပြည်သူလည်းပြည်သူကကြီးမကြောင်ရဲလေရဲကပြည်သူလည်းပြည်သူကကြီးမကြောင်နဲ့ပြီးတော့ရင်ကိုယ့်ဘက်ကဖုံးသွားရင်ကိုယ့်ဘက်ကဖုံးလိုက်ဒီကောင်လေးအဖောင်းနေအောင်တို့လုပ်နေရဆိုလိုက်ပြီးတော့ဖောင်းအောင်လုပ်နေတယ်ဖောင်းနေအောင်လုပ်နေရဲဒီရဲကမှာပြည်သူကမှာရဲဒီရဲလည်းလုပ်ကိုပြည်သူလည်းလုပ်ပါတယ်ပြည်သူလည်းပြည်သူလုပ်ပါတယ်ဒီနေ့မှခံစားခံပြည်သူလည်းပြည်သူလုပ်ပါတယ်ရဲဒီရဲလုပ်ပါတယ်ယူရတဲ့စီးနဲ့စစ်တက်လိုက်တာကောင်မလေးကအနီရောင်ဝစ်ထားတာအနီရောင်ဝစ်ထားတဲ့ကောင်မလေးကိုမှရွေးချယ်ပြီးတော့ပြစ်လိုက်တာပြီးတော့အဲ့ဒီရဲမှုရဲ့နောက်ကျောင်းရာဆိုရင်တွေကိုလှန်လိုက်တဲ့ခါကျတော့ဘာမှနောက်ကျောင်းရာဆိုရင်တွေအကောင်းမရှိဘူးကိုမိန်းမကိုကိုတော့နိုင်အောင်မသိဘူးသူမိန်းမနေနေနေတာ
အေးပေါ့သမီးရေအေးငါတို့နောက်ွယ်မှာဒါမျိုးကုန်သိခါငါတို့မှမရှိဘူးဟဲ့ငါတို့ကုန်သိခါကောင်းတယ်ငါတို့သမိုင်းကောင်းတယ်ကိုရရွာကိုလည်းငါတို့ကောင်းအောင်လုပ်တယ်ဒီနေ့တော့လည်းငါတို့ကောင်းအောင်ဖြစ်ပြီဟုတ်ကဲ့